လက်ကြီးဤနှလုံးသားနှင့်ကဘာမြေသင်ခန်းစာလူသားတယောက်သည်မြေကြီးကိုအနှဲငယ်တူးဆွလိုက်ရုံဖြင့်တန်ချိန်100ခန့်ရှိသောအေယာမနှလုံးသားကြီးတစ်ခုကိုမမျှော်လင့်ပဲရှာဖွေတွေ့ရှိသွားခဲ့သည်တကယ်တော့သူတို့အားလုံးသည်အေယာမလက်ကြီးတစ်ကောင်၏ကြောပေါ်တွင်နေထိုင်နေကြခြင်းဖြစ်သည်လက်ကြီးမှာပြင်းထန်သောကူးစက်ရောဂါတစ်ခုကြောင့်နှလုံးခုန်ရက်တက်နေခဲ့သည်မှာကြာပြီဖြစ်တော်လဲယင်း၏ကြောပေါ်တွင်မိတင်းနေထိုင်ကြသောလူသားများသည်ထိုလက်ကြီးကိုမိမိတို့လက်ဖြင့်ပြန်လည်တက်ဖြတ်မိတော့မည့်အခြေအနေသို့ဆိုက်ရောက်နေခဲ့ကြသည်အကယ်၍သာလက်ကြီးတည်ဆုံးသွားဒါပါကသူတို့အားလုံးလည်းသမုဒ္ဒရာအောက်ခြေသို့နစ်မြုပ်သွားကြမည်ဖြစ်သည်မိမိတို့၏ဇာတိမြေကိုကယ်တင်ရန်အတွက်ဂျက်သည်လက်ကြီး၏ခန္ဓာကိုယ်အတွင်းပိုင်းထိစွန့်စားဝင်ရောက်ခဲ့သည်ယင်းသည်နှလုံးသားကိုရစ်ပတ်ထားသည့်အမြင့်များကိုအကွဲကြောင်းဖြစ်အောင်ဖျက်တောက်ရန်ကြိုးစားခဲ့သည်သို့မှသာခုခံအားဆဲတတဝများတွင်သို့ဝင်ရောက်နိုင်ပြီးဒန်နီကိုကူးစက်ထားသည့် Liacity virus electric fruit virus များကိုချေမှုန်းနိုင်မည်ဖြစ်သည်မကြာမီမှာပင်ဒန်နီသည်ခုခံအားဆဲများစုဝေးရနေရာကိုရှာဖွေတွေ့ရှိခဲ့သည်ထိုဆဲများသည် virus ကိုအမြင့်၏အပြင်ဘက်ကနေဖျက်ဆီးရန်ကြိုးပမ်းနေကြတော့လဲအပြင်ဘက်ကတိုက်ခိုက်မှုမှာအားနည်းလွန်းနေသည်ဒန်နီသည်အခြားနည်းလမ်းမရှိတော့သဖြင့်အော်ဟစ်အချက်ပြလိုက်ရတော့သည်ဟေးလူတွေငါ့ကိုမှတ်မိကြလားခုခံအားဆဲများသည်ဒန်နီကိုပြင်ပကလာသူတဦးအဖြစ်ချက်ချင်းတမက်ကသူတို့လှုပ်လက်ဆလုံးများကိုပစ်ချပြီးဒန်နီထံသို့တချိန်ထိုးပြေးဝင်လာကြသည်တစ်ဖက်တွင်လည်းလျှက်စတီအမြင့်များ၏အပြင်ဘက်အလွှာမှာမာကျော်လုံးလာသဖြင့်ချက်ကင်ဆောင်ထားသောပေါက်တူးပင်အလဲကနေကျိုးသွားခဲ့ရသည်သို့တော်လည်းအကွဲကြောင်းဖြစ်အောင်မဖောက်နိုင်သေးပေထိုအချိန်တွင်သူ၏ဖခင်ဖြစ်သူချက်ကကြီးအုပ်ကြသည်ကရိယာအသစ်ဆက်ဆက်များကိုတဲဆောင်ကအချိန်မီရောက်ရှိလာခဲ့သည်တားဖာနှစ်ယောက်အတူတကွပူးပေါင်းလှုပ်ဆောင်ကြပြီးနောက်ဆုံးတွင်အကွဲကြောင်းတစ်ခုကိုဖော်ထုတ်နိုင်ခဲ့သည်တပြိုင်နက်တည်းမှာပင်ဒန်နီသည်လည်းခုခံအားတရဝအုပ်ကြီးကိုဥဆောင်ကရောက်ရှိလာပြီးနောက်တစ်စက္ကန့်တွင်ထိုမရေမတွက်နိုင်သောခုခံအားတရဝများသည်တင်းငယ်သောအကွဲကြောင်းကြားမှတဆင့်အလူရက်တိုးဝေဝင်ရောက်သွားကြသည်မျောလင်းချက်အလင်းနှင့်တဘာဝတရား၏သင်ခန်းစာအချိန်တော်ကြာတိုက်ပွဲဝင်ပြီးနောက်တွင်ခုခံအားဆဲများသည် Liacity virus ကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ကြသည်နှလုံးသားကိုရစ်ပတ်ထားသည့်အမြင့်များလည်းတဖြည်းဖြည်းနှင့်ဆွေးမြေ့ပျက်စီးသွားခဲ့သည်မိသားစု၃ဆက်လုံးအောင်ပွဲခံရန်ပြင်ဆင်နေစဉ်မှာပင်ပြဿနာအတစ်တစ်ခုကိုသတိပြုမိလိုက်ကြပြန်သည်လက်ကြီး၏နှလုံးသားမှာလုံးဝရက်တက်နေဆဲဖြစ်သည်မိုင်းညိုနေသောကြောက်တုံးကြီးကဲ့သို့ဖြစ်နေသည့်နှလုံးသားကိုကြည့်ပြီးအားလုံးရင်ခွဲမတက်ခံစားခဲ့ရသည်သို့တော့ထိုအချိန်တွင်အံ့ဖွယ်ဖြစ်ရတစ်ခုဖြစ်ပွားခဲ့သည်မိုးပွင့်ကလေးတအုပ်ပြေးဝင်လာပြီးနောက်တွင်ဒိုင်နိုဆောလေးအချို့လည်းလိုက်ပါလာကြသည်တကယ်တော့ရင်းတို့သည်လက်ကြီး၏ပြန်လည်ပြုပြင်ရေးစင်များ repair cells ဖြစ်ကြသည်ငါတို့နိုင်ငံငါတို့အမျိုးနွယ်ရဲ့အစွမ်းနဲ့ငါတို့အားလုံးဘေးကင်းသွားပါပြီထိုပြုပြင်ရေးစင်များ၏အကူအညီဖြင့်လက်ကြီး၏နှလုံးသားသည်ပြန်လည်ခုန်နှင်လာခဲ့သည်သွေးနီဦးများလည်းပုံမှန်အတိုင်းပြန်လည်အလုပ်လုပ်ကာအေယာမလက်ကြီး၏ခန္ဓာကိုယ်အနှံ့သွေးတင်များကိုလက်ပတ်စေခဲ့သည်ရင်းတို့ပတ်ဝန်းကျင်ရှိညှိုးနှွမ်းနေသောထူးဆန်းသည့်တရဝငယ်လေးများလည်းအသက်ပြန်ရှင်လာကြသည်ဤမိသားစု၏စူးစမ်းအားထုတ်မှုကြောင့်အေယာမလက်ကြီးကိုကယ်တင်နိုင်ခဲ့ရုံသာမကမိမိတို့၏ဇာတိနေရက်ကိုပါကယ်တင်နိုင်ခဲ့ကြသည်သူတို့သည်နောင်တွင်လျှက်စစ်တီးများကိုစိုက်ပျိုးနိုင်တော့မည်မဟုတ်သလိုလျှက်စစ်ပစ္စည်းများကိုလည်းအသုံးပြုနိုင်တော့မည်မဟုတ်ပါသို့သောသူတို့ဒါကိုလုံးဝဂရုမစိုက်ကြတော့ပေအဘဲကြောင့်ဆိုသောမိမိတို့၏မိခင်မြေကိုတန်ဖိုးထားဆောက်ရှောက်မှသာလျှင်လူသားများသည်စစ်မှန်သောပျော်ရွှင်မှုနှင့်လှပသောဘဝကိုပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်းနားလည်သွားကြသောကြောင့်ဖြစ်သည်သင်ခန်းစာလူသားများသည်ကမ္ဘာမြေ၏အရှင်သခင်များမဟုတ်ကြဘဲကြီးမားကျယ်ပြန့်သောအပြန်အလှန်အမိတဟဲပြုစနစ်ကြီး symbiotic community အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သည်ကျွန်ုပ်တို့၏ကုန်ထုတ်လုပ်မှုနှင့်လှုပ်ရှားမှုအားလုံးသည်ကြီးမားလာသောတဘာဝဂေဟစနစ်တန်တရားကြီးအတွင်း၌သာတည်ရှိနေသည်တဘာဝတယံဇာတာများကိုအတော်မတက်အလွန်ကျွံထုတ်ယူသုံးစွဲခြင်းသည်နောက်ဆုံးတွင်ဂေဟစနစ်တစ်ခုလုံးပြိုလဲပျက်စီးခြင်းကိုသာဥတည်စေမည်ဖြစ်သည်